brute force attack ဆိုတာကကျွန်တော်တို့နော်အကုန်စမ်းပြီးတော့တိုက်ခိုက်တဲ့နေဥပမာကျွန်တော်မှန်ကန်တဲ့ password ဒါမှမဟုတ် encryption key တစ်ခုကိုရဖို့အတွက်ဖြစ်နိုင်တဲ့မြပေါင်းစပ်မှုအားလုံးကိုနော်တစ်ခုချင်းစီစမ်းသပ်တဲ့နည်းလမ်းဖြစ်တယ်သူကျွန်တော်ပြောရမယ်ဆိုရင်နော်ရှင်းရှင်းပြောရမယ်ဆိုရင်တခိုးတစ်ယောက်ကတော့ခတ်ထားတဲ့အိတ်ကိုဖွင့်ဖို့တော့ကွင်းတစ်ခုချင်းစီတစ်ခုပြီးတစ်ခုအကုန်လုံးစမ်းကြည့်တာ ਨੇ အတူတူပါပဲဒါပေမဲ့ဒီနေရာမှာ hacker ကတော့ကွင်းတွေကိုလူနဲ့စမ်းတာမဟုတ်ဘဲနဲ့ကွန်ပျူတာ program တစ်ခုကိုအသုံးပြုပြီးတော့စက္ကန့်ပိုင်းအတွင်းကျွန်တော်ဖြစ်နိုင်တဲ့မြ password ပေါင်းထောင်ချီတန်းချီနဲ့အလိုအလျောက်ဝင်ကြည့်တာဖြစ်တယ်နော်ဒါကဘလို့အလုပ်လုပ်လဲဆိုရင်ကျွန်တော်ဥပမာတစ်ခုနဲ့ရှင်းပြမယ် hacker တယောက်ကနော်ခင်ဗျားရဲ့ Gmail အကောင့်ကိုဝင်နေတယ်ဆိုပါတော့သူသိထားတာကခင်ဗျားရဲ့ email ကျွန်တော်တို့လိပ်စာပဲရှိတယ် password ကိုတော့မသိဘူးဒါပေမဲ့ hacker ကနော် brute force tool လို့ခေါ်တဲ့ software တစ်ခုကိုသုံးတယ်ဒီ tool ကနေပြီးတော့ကြိုတင်သတ်မှတ်ထားတဲ့ကျွန်တော် list ထဲကစကားဝတ်တွေကိုအလိုအလျောက်တစ်ခုချင်းစီထည့်ကြည့်တယ်ဥပမာ1 2 3 4 5 6နော်ဒါမှမဟုတ်လို့ရှိရင်1 2 3 4 5 6နော် password ဒါမှမဟုတ် quadra admin I love you စသဖြင့်ပေါ့နော်အဲ့ဒီစရင်ထဲကတစ်လုံးနဲ့ဝင်လို့ရသွားရင် hacker ကအကောင့်ကိုယူသွားမှာဖြစ်တယ်မရသေးရင်သူ့ရဲ့ဖြစ်နိုင်ခြေရှိသမျှစလုံးပေါင်းစပ်မှု combination စရင်နဲ့သူဆက်ပြီးတော့စမ်းကြည့်နေမှာပဲနော်ဟုတ်ပြီ brute force attack အမျိုးအစားကကျွန်တော်နှစ်မျိုးရှိတယ်သူကနော်ရိုးရိုးစမ်းတဲ့နည်းနဲ့ကျွန်တော်တို့ dictionary လို့ခေါ်တဲ့အဘိဓာန်စမ်းတဲ့နည်းရိုးရိုးစမ်းတဲ့နည်းမှာဆိုဖြစ်နိုင်ရှိသမျှစကားဝအားလုံးနဲ့စနစ်တကျစမ်းတာဥပမာ ABC ဒါမှမဟုတ် AA AB AC နောက်တစ်ခုဒါမှမဟုတ်လို့ရှိရင်လည်းဥပမာ AAA AAB AAC ဆိုပြီးတော့အကုန်စမ်းတာဒါကတော့အချိန်အကြာဆုံးနည်းပဲနောက်တစ်ခု dictionary attack လို့ခေါ်တယ်ကျွန်တော်နော်အဘိဓာန်နည်းကဘာလဲဆိုရင်ဒါကနော်အများသုံးနော်အသုံးများနေတဲ့စကားလုံးတွေနာမည်တွေမွေးနေ့တွေကိုကြိုပြီးစုထားတယ်နော်dictionary နော် password dictionary လို့ခေါ်တယ်အဲ့ဒီစင်းကနေပြီးတော့ဦးစားပေးပြီးစမ်းတာဒါကပုံမြန်ပြီးတော့အောင်မြင်မှုနှုန်းပုံမြင့်ပါတယ်နော်ဘလို့နေရာတွေမှာတိုက်ခိုက်လိရှိတယ်လဲဆိုရင်ကျွန်တော် online account တွေ email ဒါမှမဟုတ် Facebook ဒါမှမဟုတ် bank account တွေပေါ့ဒါမျိုး online account တွေနောက်တစ်ခု wifi password နော်အိမ်ကြီးချင်းရဲ့ wifi password ကို wifi ကိုဝင်ကျင်တဲ့အခါမှာနော်တိုက်ခိုက်လိရှိတယ်နောက်တစ်ခု file တွေကိုကျွန်တော်တို့နော် zip file ဒါမှမဟုတ် PDF တွေကိုကျွန်တော်တို့ဖွင့်ကျင်တဲ့အချိန်တွေမှာသုံးတယ်နောက်တစ်ခု website နော် admin panel website ရဲ့ကျွန်တော်တို့နော် management by page တွေကိုဝင်ကျင်တဲ့အချိန်မှာနော်တိုက်ခိုက်လိရှိတယ်ဘာလို့အောင်မြင်တတ်တယ်လဲဆိုရင်ကျွန်တော်တို့เนาะလူအများစုကเนาะရိုးရှင်းလွယ်ကူတဲ့စကားဝတ်တွေကိုပဲသုံးလို့ရှိတယ်ဥပမာ1 2 3 4 5 6 7 8ဒါမှမဟုတ် password ဒါမှမဟုတ် admin 1 2 3ဒါမျိုးတွေပေါ့เนาะစကားဝတ်ကိုကျွန်တော်တို့เนาะlimit เนาะ password ကို limit မထားဘူးဆိုရင် hacker ကเนาะအချိန်ကြီးအကန့်အသတ်မရှိဇက်တိုက် sign နိုင်အတွက်ကြောင့်ဒီသူတို့ရဲ့ဒီเนาะ process ကအောင်မြင်တာဟုတ်ပြီဒါကိုဘယ်လိုကာကွယ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့စကားဝတ်ကိုသုံးမယ်ဆိုရင်စကားဝတ်ကိုရှည်ရှည်လေးသုံးပါဥပမာပေါ့စလုံးရစနှလုံးနဲ့အထက်စလုံးအကြီးအသေးနံပါတ်နဲ့သင်္ကေတ symbol တွေနဲ့ရောထားတဲ့စကားဝတ်ကိုသုံးရတာမျိုးပေါ့နော်ဒါဆိုရင် brute force နဲ့ဖောက်ဖို့နော်နှစ်ပေါင်းများစွာတောင်ကြာသွားနိုင်ပါတယ်နောက်တစ်ခုကျွန်တော်တို့ two factor authentication ကိုဖွင့်ပြီးသုံးပါနော်စကားဝတ်မှန်ကန်သွားရင်တော့မှခင်ဗျားရဲ့ဖုန်းကိုနော် OTP ကုတ်တစ်ခါသုံးကုတ်နံပါတ်ထပ်ပိုးပေးတဲ့စနစ်ကိုသုံးပါနောက်တစ်ခုကျွန်တော်တို့เนาะ rate limit เนาะကျွန်တော်တို့ဗာလဲဝင်ကြည့်ခွင့်အကန့်အသတ်ပေါ့เนาะစကားဝ9ချိန်မှားသွားရင်15မိနစ်ပိတ်ထားမယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ captcha ပြမယ်ဆိုရင် hacker ဆက်ပြီးမစမ်းနိုင်တော့ပါဘူးနောက်တစ်ခုကကျွန်တော်တို့အများသုံးစကားဝတ်တွေကိုရှောင်ပါဥပမာ admin တို့1 2 3 4 5 6 password မှာ let me in စတဲ့စကားလုံးတွေလုံးဝမသုံးပါနဲ့เนาะပြောရမယ်ဆိုရင်ကျွန်တော်တို့ brute force attack ဆိုတာကကျွန်တော်တို့ hacker တွေရဲ့เนาะချေးအကျဆုံးနဲ့အယိုးဆုံးဒါမှမဟုတ်ရင်လည်းသူတို့တော်တော်နော်အကောင်းဆုံးနည်းလမ်းတစ်ခုပါဒါရဲ့အောင်မြင်မှုကသုံးထားတဲ့စကားဝတ်ရဲ့ရှုပ်ထွေးမှုပေါ်မှာအဓိကမူတည်ပါတယ်ခင်မီကွန်ပျူတာတွေကတော့တစ်စက္ကန့်ကိုစကားဝတ်တန်းရှည်စမ်းနိုင်တာမို့နော်ရှည်လျားပြီးခံမရခက်တဲ့စကားဝတ်နော် two factor authentication ကနော်ခင်ဗျားတို့ကိုဒီတိုက်ခိုက်မှုကနေပြီးတော့ကယ်တင်နိုင်တဲ့အဓိကလက်နက်ဖြစ်ပါတယ်